အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ဒုတိယမြောက်ဗီဒီယိုဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ Copilot ရဲ့အသွင်ပြင်နဲ့ပထမဆုံး program ကိုဘယ်လိုဖွင့်လဲဆိုတာကိုပြသပေးမှာဖြစ်ပါတယ်ပထမဆုံး Copilot ကိုဖွင့်မယ်ဆိုရင်ကျွန်တော်ဖွင့်ပြအောင်လို့ဒီမှာနှိပ်လိုက်ပါမယ်ကျွန်တော်မစခင်ပြောချင်တာတစ်ခုကကျတော့ကျွန်တော် C program ကိုမလေ့လာခင်မှာလေ့လာဖို့အတွက်ဗီဒီယိုတွေ online မှာရှာကြည့်တယ်အဲ့မှာ free တွေလည်းရှိတယ်ပတ်စံပေးရတဲ့ဥစ္စာဒေါ်လာ100ပဲပေးရတဲ့ဆိုင်မှာလည်းရှိပါတယ်အဲ့တော့ကျွန်တော်ပေါင်းလို့ free ဥစ္စာလေ့လာကြည့်စိတ်ထဲမှာတမျိုးကြီးဖြစ်နေဒီဥစ္စာကောင်းမှမလားစိတ်ပေါ့အဲ့လိုမျိုးပေါ့နောက်ပြီးတော့ပတ်စံပေးရတဲ့ဥစ္စာမှာသူကတစ်ခုနှစ်ခုလောက်ဗီဒီယိုတစ်ခုနှစ်ခုကိုအစမ်းကြည့်လို့ရတယ်ကြည့်ပြီးတော့မှတိုက်တဲ့ဆုံးမှာလေ့လာဆိုတဲ့ပဲမျိုးနဲ့ပေါ့အဲ့ခါကျတော့ပထမတစ်ခုနှစ်ခုကျွန်တော်ကြည့်တဲ့ခါကျတော့ free ဟာနှစ်ပါးမချလာပါဘူးအဲ့တော့ကျွန်တော်ပြောချင်တာဗီဒီယိုက free နဲ့ပတ်စံပေးရတဲ့ဥစ္စာနဲ့ဘာမှခြားနာမှုတော့မရှိဘူးခြားနာလားဆိုတော့ပတ်စံပေးရတာနဲ့ free နဲ့ပဲရှိတယ်အဓိပ္ပာယ်က free ဆိုတဲ့ဥစ္စာတော့မကောင်းဘူးပြောတဲ့အဓိပ္ပာယ်မဟုတ်ပါဘူးနောက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုလောက်ရတဲ့အကြောင်းအရာမြန်မာလိုကျွန်တော် internet ကနေရှာကြည့်ပါတယ်programming နဲ့ပတ်သက်တဲ့ဥစ္စာတော်တော်များများကိုမြန်မာလိုရေးလုပ်ထားတာမရှိပါဘူးကျွန်တော်အဲ့ဒါကြောင့်အားလုံးကိုကူညီရရောက်တဲ့အနေနဲ့လုပ်တာဒီဗီဒီယိုတွေလုပ်တာဖြစ်ပါတယ် okay စားရအောင်နောက်ဆုံး program ဖွင့်မယ်ဆိုလို့ရှိရင် site လို့လုပ်မယ်ဆိုလို့ရှိရင် create a new project ရှိပါတယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့က console application နဲ့တွားပါမယ်အားလုံးနေပါပါအဲ့တော့ console application ကိုနှိပ်လိုက်ပါမယ်နှိပ်သွားလို့ရှိရင်ကျွန်တော်က C programming ကိုသုံးမဲ့အတွက် C ကိုရေးပါဒီဥစ္စာ C+ နဲ့ C ကို support လုပ်ထားပါတယ်ဒီဥစ္စာမှာတော့ name ကိုရေးရအောင်project name ကိုရေးရအောင်ကျွန်တော် first project ကိုရေးလိုက်ပါမယ်ဒီမှာကျတော့ဒီဥစ္စာကျတော့ဘယ်နေရာမှာ store လုပ်ရဆိုတဲ့အိဗယ်ကိုပြောတာပါကျွန်တော်ကတော့ desktop ကိုပြောင်းပြီးလုပ်လိုက်ပါမယ်next ကိုနှိပ်လိုက်ပါမယ်ဒီဥစ္စာကတော့ဘာမှပြောင်းလဲကြမှာမရှိပါဘူးကျွန်တော်ပုံမှန်သုံးမဲ့ဥစ္စာကျတော့ GNU GCC compiler သုံးပါမယ် compiler အများကြီးရှိပါတယ်ဒီထဲမှာကျွန်တော်ဒီဥစ္စာတော့ default file ပဲ compiler ပဲသုံးပါမယ်ဒီက finish နှိပ်လိုက်ပါ finish နှိပ်လိုက်ဆိုတော့ဘာမှပေါ်လာတော့ပါဘူးအဲ့တော့ကျွန်တော်တို့ဘယ်ဘက်ထောက်အောင်သွားအောင်လဲသွားပါ first project ဒီမှာ name မှာကျွန်တော် first project ကိုပြီးတာတဲ့ကြောင့်မှာဒီမှာ source ရှိပါတယ်အဲ့ဒါကိုအပေါင်းဆောင်နှိပ်လိုက်ပြီးအနှုတ် program နဲ့ပြီးတော့အောက်မှာပါရှိတယ်ဆိုတော့ပုံပြပါမယ် main.c မှာကျွန်တော်ရဲ့ဒီ project ရှိပါတယ် okay ဒီမှာကျွန်တော်တွေ့ရလို့ရှိရင်ဒီပုံစံနဲ့ C group မှာပထမဆုံး project တွေဖွင့်မယ်ဆိုရင် project တွေဖွင့်မယ်ဆိုလို့ရှိရင်ဒီပုံစံနဲ့ပဲအမြင်နဲ့လာပါတယ်ဒီမှာကျွန်တော်ပထမဆုံးစတင်တာပြောချင်တာအရင်က run ရင်မှာကျွန်တော် run ဖို့အတွက်ဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်ရေးထားတဲ့ပုံစံနဲ့ဘယ်လိုသင်ပြီးနေဘယ်လိုအခြေအနေမှာလဲဆိုတာသိဖို့အတွက်ကျွန်တော်တို့ဥစ္စာပထမဆုံးပြီးဆောက်အောင်မယ်ပြီးဆောက်ပြီးတော့မှ run ဝင်ကြည့်ပါတယ်ကျွန်တော်ဒီမှာဒါ page လို့ခေါ်ပါတယ်ပြီးဆောက်တာပါဒါကျတော့ run တဲ့ဥစ္စာပါဒီမှာနှစ်ခုလုံးတစ်ခါတည်းလုပ်ပြီးဥစ္စာပါတကယ်လို့ကျွန်တော်တို့က page မလုပ်ဘဲနဲ့ run မယ်ဆိုလို့ရှိရင်မရပါဘူးပထမဆုံးအချိန်မလို့ဒီလိုပုံလုံးပေါ်လာပါတကယ်လို့ကျွန်တော်တပြည့်ဥစ္စာရေးထားတယ်ဆိုလို့ရှိရင်တပြည့်တစ်ခုရေးထားတယ်ရေးပြီးတော့ page မလုပ်ဘဲနဲ့ run လိုက်လို့ရှိရင်ကျွန်တော်ရေးထားတဲ့ဥစ္စာမပေါ်ပါဘူးအရင်တော့ရေးထားတဲ့ဥစ္စာကိုပြပါမယ်အဲ့တော့ကျွန်တော်တို့အရင်လုံးလုံးအောင်ဆိုတာ page နဲ့ကဟုတ်ပြီဒီမှာအောက်မှာဟိုတာတိဆောက်နေတာပါတိဆောက်လို့ပြီးသွားပြီဆိုလို့ရှိရင်အားလုံးပြီးသွားပြီဆိုတော့ဘယ်လောက်အဲ့ဒါဘယ်နှခုရှိတယ် one နဲ့ဘယ်နှခုရှိတယ်ဘယ်လောက် second နဲ့ပြီးသွားတယ်ဆိုတော့ပြပါတယ်အဲ့တော့ run နဲ့ကလို့ရှိရင်ပေါ်လာပါပြီဟုတ်လို့ပေါ့နော် okay တကယ်လို့ကျွန်တော်တို့အဲ့ဒီတော့နှစ်ခုစလုံးတစ်ခုနေနေမှာ PM run ဆိုလို့ရှိရင်တစ်ခါလဲ run မှာနေမယ် okay ဒီဥစ္စာမှာထပ်ပြောချင်တာကွန်တာဘယ်လိုအလုပ်လုပ်လဲဆိုတော့ပြောချင်တာပါတို့ကွန်တာမှာအမြဲတမ်း function တစ်ခုချင်းစီနဲ့တွားတာပါဥပမာပြောလို့ရှိရင် main function နဲ့တွားပါတယ်ဟုတ်ပြီကျွန်တော်ဥပမာနဲ့ဆိုလို့ရှိရင် program ကနေပေါ့တစ်ခုရှာမယ်ဆိုတဲ့ကဆိုလို့ဒီကျွန်တော်စောင့်ဖွင့်လိုက်ပါမယ်ပထမဆုံးဆင်းနေနဲ့ mouse ကိုရွှေ့မယ်ဒီပေါ်မှာရွှေ့ဝိုင်း browser ကိုနှိပ်မယ်အဲ့ဒါလည်း function တစ်ခုပါပြီးတော့လို့ရှိရင် program မှာရှာဖို့အတွက်စာရိုက်မယ် okay ဒီ program ဒါတွေအားလုံးကတစ်ဆင့်ရင်းသွားတာပါအဲ့လိုမျိုးပဲကျွန်တော်တို့လိုတဲ့ဥစ္စာကလည်း C
ဒီ program မှာလည်းအဲ့လိုပဲသွားတာပါကျွန်တော်တို့ဒီမှာရှိတာတော့အခုလောဆယ်တော့ function တစ်ခုတည်းရှိပါတယ်အဲ့ဒါ main မှာနောက်တစ်ခုက C မှာအမြဲတမ်း program run လို့ရှိရင် main function ကနေစပြီး run ပါတယ် main function ကနေမှတစ်ဆင့်ဒီမှာ main ဆိုတာအဓိကလို့ပြောရဖြစ်တဲ့အတွက်ကြောင့် main function ကိုအရင်ဆုံးရှာပါတယ်ရှာဖို့ဆိုရင် main function ကို run တယ်ပြီးတော့မှ main function ထဲမှာ join လာတာရှိရင်နောက်တစ် function ကို run ပါတယ်ဟုတ်ပြီဒီမှာဒီပထမဆုံးဆိုတာ print out print out ကိုကျွန်တော်နောက်တစ် video ကနေတစ်ဆင့်ဆက်ရှင်းပြပေးပါမယ်လောဆယ်ဒီ include ဘာညာဆိုတော့ခါရဘာမှမသိဖြစ်နေလေ okay အဲ့ဒါတွေကတော့ကျွန်တော်ဒီမှာ print up ဆိုတဲ့စာကိုသုံးလာပါတယ်ဒါဆိုတော့အသေးပဲอ่ะ screen ပေါ်မှာဒီခွင်းထဲမှာရှိတဲ့ဥစ္စာကိုထုတ်ပြဆိုတဲ့အသေးပဲမျိုးလိုက်ပါအဲ့တော့ကျွန်တော်တို့ကဒီဥစ္စာဘယ်ကနေဘယ်လိုသုံးမှာဒါတွေဒီ include ဆိုတာကသူ့ရဲ့ original base function တွေအားလုံးစုလာတဲ့ library header တွေပါအဲ့တော့ကျွန်တော်တို့ဒီမှာသုံးတဲ့ဥစ္စာတွေကဒီထဲမှာဒီနှစ်ခုထဲမှာရှိတဲ့ဥစ္စာတွေကနေကိုယူသုံးတာပါအဲ့တော့ဘာသိပဲလဲဆိုတော့ဒီနှစ်ခုမရှိလို့ရှိရင်ကျွန်တော်တို့ရေးလိုက်တဲ့ဥစ္စာဘယ်ဥစ္စာကိုဆိုလို့လဲသူတို့မသိတော့ပါဘူးဒီဥစ္စာနှစ်ခုကအဓိကအခြေခံဥစ္စာပါတော်တော်များများ function တွေအားလုံးအဲ့ထဲမှာပဲရှိပါတယ်ကျွန်တော်နောက်ထပ်ထပ်ပြီးတော့နောက်ထပ် video မှာအဲ့ဒီဆိုရင်အသေးစိတ်ရှင်းပြပေးပါမယ်ခုဒီ video ကဒီနောက်မှပြန်လိုက်ပါမယ်နောက်ထပ် video မှာတော့print up နဲ့ပတ်သက်တဲ့ဥစ္စာနဲ့ပထမဆုံးဘလို့ screen မှာဘလို့ပြောင်းလဲမှုရေးမယ်ဆိုတာကိကျောင်းအောင်ကျွန်တော်ထပ်ပြီးရှင်းပြရအောင်လေအားလုံးပဲကျေးဇူးတင်ပါတယ်တကယ်လို့ YouTube မှာကြည့်နေဆိုလို့ရှိရင် subscribe လုပ်ဖို့မမေ့ပါနဲ့Facebook မှာဆိုလို့ရှိရင် share ဖို့မမေ့ပါနဲ့ကျေးဇူးအများကြီးတင်ပါတယ်